အားလုံးပဲမင်္ဂလာပါဒီမိုလေး creation အတိုင်းနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့ channel လေးမှာကအခုမှ design ပိုင်းကိုစပြီးလေ့လာနေတဲ့သူများတို့ကိုရည်ရွယ်ထားခြင်းဖြစ်ပါတယ် Photoshop Illustrator ကိုအသုံးပြုပြီးဘယ်လို design တွေဆွဲမယ်တူးတွေကဘယ်လိုအသုံးဝင်လဲပတာတွေ design တွေမောက်ကဘယ်လိုလုပ်ရတယ်ဆိုတာကိုအခုချင်းအခြေခံကစပြီးသင်ကြားပေးမယ် channel လေးဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးမစခင် channel လေးကို subscribe လေးလုပ်ဘေးနားက notification လေးကိုနှိပ်ပေးခဲ့ပါဦးတောင်းဆိုလိုက်ပါတယ်ကဲဗီဒီယိုလေးစလိုက်အောင်ဒီနေ့ကျွန်တော်သင်ပေးမယ့်သင်ခန်းစာကတော့ Google Gemini နဲ့အခုပြထားတဲ့ပုံကနေပြီးတော့ဒီလိုပုံဖြစ်သွားတာကိုဘယ်လိုလုပ်ရလဲဆိုတာကိုသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လုပ်မဲ့ AI က Google Gemini မှာကျွန်တော်အရှိပထမမှာလည်းကျွန်တော်နောက်တိုင်းဝတ်ဆောင်ကုတ်အင်ကြီးကိုဘယ်လိုချိန်ရလဲဆိုတော့ပြောက်ရောလုံးဝလုံးကြီးကိုကျွန်တော်သင်ပေးခဲ့ပြီးပြီအဲ့တော့မကြည့်ရသေးတဲ့လူဒီရှိတယ်ဆိုရင်တော့ကြည့်လိုက်ပါအခုကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အဆင်ပြေတယ်ဆိုရင် like and subscribe လေးလုပ်ပေးပါအောင်တောင်းဆိုပါရစေအဲ့တော့ကျွန်တော်တို့ကအရင်ဆုံးဒီမှာ Google Gemini ကိုဖွင့်လိုက်ပြီပေါ့နော်ဒီလိုပေါ်လေးကြာလာမယ်ကြာလာပြီဆိုလို့ရှိရင်ဒီမှာ App file နဲ့ကိုသွားမယ်ပြီးရင် upload file ပြီးရင်ကိုထည့်ချင်တဲ့ပုံကိုလုပ်ချင်တဲ့ပုံနှိပ်လိုက်ပေါ့နော်နှိပ်ပြီးဆိုလိုလေးကြာလာမယ်တော့ဒါ upload ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က blog ကို copy paste ချလိုက်ကျွန်တော်ဒီ blog ကို comment box မှာရယ် description မှာရယ်ချပေးထားပါတယ် copy ကူးပြီးတော့လုပ်ရုံပါပဲအဲ့တော့ရေးပြီးသွားပြီဒီလို blog လေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ submit ကိုတစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်သူအလုပ်လုပ်နေပါတော့ခဏတော့စောင့်ရမယ်ဒါဆိုပြီးသွားပြီโอเคပြီးသွားပြီဆိုဒီမှာကြာလာပြီပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ပုံလေးရပြီအဲ့တော့အခုပုံနဲ့ရုပ်ပြောင်းလားဆိုရင်မပြောင်းပါဘူးနော်ရုပ်မပြောင်းဘူးလက်ခံလို့ရတယ်ပြီးတော့ lighting နေနော်လုံးဝဘာမှပြောစရာမလိုတော့အောင်ကောင်းတယ်နော်ဆိုတော့အဓိကက AI နဲ့လုပ်မယ်ဆိုရင်ပရောက်ရေးတတ်ဖို့ပဲလိုတယ်နော်နောက်ပိုင်းမှာလည်းကျွန်တော်စမ်းပြီးတော့ကျွန်တော်လုပ်ကြည့်ပြီးတော့တင်ပေးသွားမယ်ပရောက်ကိုလည်းတစ်ခါတည်းကျွန်တော်ချပေးသွားမယ်ပေါ့နော်အဲ့တော့အဆင်ပြေမယ်ထင်ပါတယ်နောက်ဗီဒီယိုတွေကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးဘေးနား notification လေးကိုနှိပ်ခဲ့ပါအောင်တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်